ရှင်ဒီနေ့မှာတော့ SG က SC ကိုယ်တိုင်ထိုးထားတဲ့အိတ်ကလေးတွေကိုပြချင်လို့ပါရှင်ဒါလေးကဘီးလွယ်အိတ်ကလေးပေါ့နော် SC သုံးမွေးလေးနဲ့ထိုးထားတာဒီဇိုင်းလေးကတော့ YouTube ကနေပြီးတော့သူများကြီးထိုးထားတာလေးတွေကိုလိုက်ကြည့်ရပြီးတော့ SG လိုချင်တဲ့ site အတိုင်းပြန်ပြီးတော့ pattern ချပြီးတော့ကိုကြိုက်တဲ့ pattern လေးတွေနဲ့ထည့်ထိုးထားတာပေါ့နော်ဒီကတော့သူကဒီမှာအဲ့လိုတိုင်လေးတွေထူပြီးတော့ဒါဆိုရင် cross လေးတွေပေါ့နော်အဲ့လို pattern လေးတွေကို SC ကကြိုက်တယ်ဆိုတော့အဲ့ဒါလေးယူပြီးတော့ထိုးထားတာပြီးတော့ဒီအိတ်ဖုန်လေးတက်တာပါညာတော့ကိုကတာကိုစိတ်ထဲရှိတဲ့အတိုင်းပေါ့နော်ရှောက်ထိုးကြည့်ပါလေနောက်ဆုံးမှာတော့အိတ်ကလေးကချောချောမောမောနဲ့ထွက်လာတယ်ပေါ့နော်ဒီကြိုးလေးတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုကြိုက်တဲ့ပုံစံလေးပြီးရင်လွယ်ရတာအဆင်ပြေမယ်အပြားပေါ့နော်ဒီပခုံးလွယ်ကြိုးပြရတဲ့စီကိုထိုးပြီးတော့မှအိတ်ကလေးမှာပြန်တက်ပေါ့နော်SC အားတဲ့ချိန်တိုင်းဒီမှာဒီလိုမျိုးအိတ်ကလေးတွေထိုးရတာလေးတွေကြိုက်တယ်ပြီးတဲ့အခါကျတော့အဲ့တုန်းကတော့ဒီအိတ်ကလေးထိုးနေတော့ကတော့ဒီလိုပန်းပွင့်ထိုးတာလေးကိုသဘောကျနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ pattern လေးရတဲ့ချိန်မှာဒီပန်းပွင့်လေးထိုးပြီးတော့ဒီမှာချိတ်လိုက်ပို့လှသွားမယ်ဆိုပြီးတော့ရှောက်ထိုးကြည့်ရပေါ့နော်အဲ့ဒါနဲ့ဒီပန်းပွင့်လေးပုံစံလေးထိုးထားရတယ်ထိုးပြီးတော့ချိတ်လိုက်တယ်နောက်ပြီးတော့ဒီမှာကျတော့သူကအကျွေပေါ့နော်အဲ့စီတို့ဒီမှာအကျွေသုံးနေဆိုတော့အကျွေထည့်ဖို့အိတ်ကလေးပါအဲ့စီကထိုးလိုက်တယ်ပေါ့နော်သူကလေဒီအိတ်ကလေးနဲ့လွယ်တဲ့အိတ်ကလေးနဲ့ဆင်တူဖြစ်သွားအောင်ဆိုပြီးတော့အဲ့စီကသူ့ရဲ့ color တူပဲကိုအကျွေထည့်တဲ့အိတ်ကလေးထိုးလိုက်တယ်အကျွေတော်တော်ဆန့်နေပေါ့နော်အဲ့တော့ဒါလေးရဲ့ရှုပ်အိတ်ကလေးအဲ့ဒါလေးSC ကစိတ်ကူးရှိတဲ့အတိုင်းရှောက်ထိုးတာဖြစ်ပါတယ်သူကသုံးမွေးကလေးဆိုတော့ပုံမှန်80လောက်တော့အများကြီးထည့်လို့မရဘူးပတ်စံကလေးထည့်လို့ရမယ်ဖုန်းလေးထည့်လို့ရမယ်အရင်လေးရာကြီးထည့်ရင်တော့သူကဒီကြိုးလေးကဣသွားတယ်ပေါ့နော်ဣသွားဖြစ်တဲ့အတွက်ပပပဲလွယ်လို့ရပါတယ်SC ကဝယ်ပြီးတော့လွယ်ရတဲ့80ထက်ကိုယ်တိုင်ထိုးပြီးတော့လွယ်ရတဲ့အိတ်ကလေးတွေကိုပို့ပြီးတော့နှစ်သက်သဘောကျတယ်အားကြောင့်အိတ်ကလေးထိုးဖြစ်တယ်အဲ့တော့ဒီအိတ်ကလေးတွေနဲ့မဟုတ်ဘူးနောက်ထပ်အိတ်ကလေးတွေလည်းရှိသေးတယ်ဟောစီပြမယ်နော်နောက်တစ်ခုကတော့ဒီလိုအိတ်ပုစီလေးပေါ့နော်အိတ်ပုစီလေးဒီလောက် ST ထိုးသေးတယ်သူကတော့နည်းနည်းဒီသုံးမွေးလုံးကြီးတဲ့ဟာပေါ့နော်သုံးမွေးလုံးကြီးတဲ့ဟာလေးနဲ့ထိုးထားတာသူကပုစီလေးထိုးတော့ကတော့ဘာရွယ်ချက်ရလို့တော့မဟုတ်ဘူးအိတ်သေးလေးထိုးခြင်းနဲ့ဆိုပြီးတော့ထိုးတာပေါ့နော်ထိုးရင်နဲ့အိတ်ကလေးကတော်တော်သေးသွားတယ်အဲ့တော့ခဏကိုနဲ့နှိုင်းရှင်ကြည့်လိုက်လို့ရှိရင်တော့အိတ်ကလေးကလေဟိုကလေးအိတ်ကလေးကိုလူကြီးလွယ်ထားတယ်လို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ SC ကမရှက်ပါဘူးလွယ်ချင်းလွယ်တာပဲပေါ့နော်အဲ့ကြရင်တော့ဘာထည့်လို့ရလဲလို့မေးရင်တော့တီရှူးလေးတစ်ထုပ်ရေပြီးသွားရင်ပစံလေးတွေခောက်ထည့်လို့ရတယ်ဖုန်းတော့ဆက်မှုပေါ့နော်အဲ့တော့SCကဒီလိုမျိုးဒါကတော့သူကကျေတီးပေါ့နော်အဲ့ကျေတီးကိုSCကဒီထဲမှာအလှကလေးတက်ချင်လို့ဆိုပြီးတော့ဒီလိုကြိုးလေးရှုံကြိုးပေါ့နော်အိတ်ကိုချီတဲ့ကြိုးလေးမှာတက်လိုက်တာပေါ့နော်လိပ်ပြပုံလေး SC ကြိုက်လို့ချစ်စရာလေးနော်အဲ့တော့ရှုံကြိုးလေးအိတ်ပုစီလေးလူလေးချီပြီးတော့ SC တို့လွယ်လို့ရပါတယ်ဒါလေးကတော့ရှောက်ထိုးထားတဲ့အိတ်ပုစီလေးပေါ့နော်နောက်ထပ်အိတ်ရှိသေးတယ်ပြမယ်နောက်တစ်ခုကဒီလိုအိတ်ကလေးပါ square ပုံလေးပေါ့နော်သူကတော့အရန်တော့လည်းမကြည့်ဘူးဒါပေမဲ့သူ့ကိုလည်းကြိုက်တယ်ပေါ့နော်SCကသူလည်းအဲ့လိုပဲရှုံလေးနဲ့ရှုံကြိုးလေးနဲ့သူ့ကြတော့ဒီလိုမျိုးလေးထိုးထားတယ်ကြိုးလေးရဲ့ဆုံးမလေးSCကသဘောကျတယ်ပေါ့နော်ကိုယ်တိုင်လျှောက်ထိုးတယ်သူကတော့ထိုးပုံထိုးနေရလွယ်တယ်
ဘယ်လိုလဲဆိုလို့ရှိရင်စီတို့အရင်ဆုံးဒီကနေစထိုးတာပေါ့နော်ဒီကနေစပြီးတော့တစ်ခုပြီးတစ်ခုတရပြီးတရသူ့ပတ်တန်အတိုင်းထိုးတယ် square ဖြစ်အောင်ထိုးတယ်ပေါ့နော်စတော့ကတော့အဝိုင်းကနေမှပြီးရင်ဒီလိုမျိုး square ဖြစ်အောင်ထိုးလိုက်တယ်ပြီးတော့မှထပ်ပြီးတော့ပတ်တန်နေနဲ့ကိုလိုချင်တဲ့ size ရတဲ့အထိကိုထိုးယူတာပေါ့နော်အဲစီကတော့မကြီးမသေးလေးပဲအနေတော်လေးပေါ်လိုချင်တယ်ဆိုပြီးတော့ဒီ size လောက်နဲ့ရက်လိုက်တယ်အဲ့ဒါမျိုးကိုနှစ်ဖက်ထိုးတယ်ပေါ့နော်နှစ်ချက်ထိုးလိုက်တယ်ပြီးတော့မှအိတ်ကိုပြန်ပြီးတော့ပြန်တွဲတာပေါ့နော်ပြန်တွဲတယ်အဲ့ဒါကြတော့0ကအခလေးနဲ့ချုပ်ရတာပေါ့နော်အဲ့တော့ဒီနှစ်ချက်ကိုပြန်ပြီးတော့အခလေးနဲ့ပြန်တွဲတယ်အဲ့ဒါဆိုလို့ရှိရင်သူကဒီအခလေးရသွားပြီးပြီဆိုတော့မှလွယ်ကျိုးလေးထိုးတယ်ပေါ့နော်လွယ်ကျိုးလေးကိုတက်ထိုးတယ်လွယ်ကျိုးလေးကိုကြတော့ပို့ပြီးတော့အကျန်းခံနိုင်အောင်လို့ဆိုပြီးတော့အကျစ်ထိုးတယ်ပေါ့နော်သူကကျိုးပါလေးပို့ပြီးတော့ဤလေးပေါ့နော်ဤလေးဆိုတာဖြစ်တာဖြစ်တဲ့အတွက်ဒီလိုမျိုးအကျစ်ကျနိုင်သမျှအကျစ်ထိုးတကယ်လို့ပို့ပြီးတော့တောင့်ကျင်နေဆိုလို့ရှိရင်နှစ်ကြိုးထိုးပြီးပူတာမျိုးလဲရတယ်ပေါ့နော်ပြီးတော့မှအိတ်ကလေးနဲ့ကြိုးလေးနဲ့ကိုပြန်ဆက်အဲ့ဒါဆိုလို့ရှိရင်သူကအိတ်ကလေးရသွားရောပြီးတော့မှစီကဒီရှုံကြိုးလေးအတွက်ဆိုပြီးတော့ဒီကြိုးလေးကိုတက်ထိုးတယ်ပေါ့နော်ဒီကြိုးလေးကိုတက်ထိုးပြီးသွားလို့ရှိရင်ပထမအဆုံးဒီဘက်ကဟာလေးထိုးပြီးသွားရင်ဒီစီတို့ဒီဖွတ်မီကြိုးလေးပေါ့နော်ဖွတ်မီကြိုးလေးထိုးလာလိုက်တယ်အဲ့တော့ဒီဘက်ကဟာကိုမတက်ခင်မှာစီတို့ကဒီထဲမှာအရင်ဆုံးကြိုးထည့်ရတယ်ပေါ့နော်အဲ့တော့အခလေးနဲ့ဒီထဲမှာကြိုးကိုရင်ထည့်လိုက်တယ်ထည့်ပြီးတော့မှနောက်ဆုံးပိတ်တရားလေးကိုပြန်ထိုးပေါ့နော်နှမို့ဆိုလို့ရှိရင်စီတို့ကဒီထဲကိုထည့်လို့မရတော့ဖြစ်မယ်ပေါ့နော်ဆိုတော့နောက်ဆုံးမှာဒီကြိုးလေးတက်ပြီးသွားပြီဆိုလို့ရှိရင်တော့အခလေးရသွားပါပြီရှင်ဒီကလေးဆိုလို့ရှိရင်လည်းစီကကြိုက်တယ်ပေါ့နော်စီမကြိုက်တဲ့ဟာလို့မရှိဘူးအကုန်ကြိုက်တယ်နောက်ဆုံးတအိတ်ပြမယ်နော်အဲ့ဒါကဒီလိုပုံစံတူပဲ square ဒါပေမဲ့ဒီနားပတ်တန်လေးကမတူတာဒါဒီကလေးကနည်းနည်းပို့ပြီးတော့ကြီးတယ်နည်းနည်းပို့ကြီးတယ်ခုနလိုပဲသူက square ပေါ့နော်အစီကဒီကလေးကကြိုက်လို့ခဏလွယ်ဖြစ်တယ်ပေါ့နော်သူကနည်းနည်းလေးပို့ကြီးတော့ဒီထဲမှာပစ္စည်းလေးထည့်လို့ရတယ်အရန်အများကြီးထည့်ရင်တော့အိတ်ကလေးကဣသွားတယ်ပေါ့နော်ဒါပေမဲ့ပစ္စည်းကဆန့်နေသူကအကျန်းလေးနည်းနည်းခံနေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာဝါနဲ့ပြားလေးနှစ်ခုဆက်ပြီးတော့ထိုးထားရတယ်ဒီပန်းပုံလေးပေါ့နော်အဲ့ဒီပန်းပုံလေးကခုနစီပြရတယ်ဒီဘေးဆိုအိတ်ကလေးပေါ့နော်ဒီလိုပန်းပုံလေးနဲ့အတူတူပဲအဲ့တော့အဲ့ဒီပန်းပုံလေးအတိုင်းကိုအရင်ထိုးတယ်ထိုးပြီးသွားတော့အဲ့လို square လေးရတဲ့ဒီပြန်ထိုးပေါ့နော်ပြန်ထိုးပြီးတော့ကိုရဲ့ idea ရှိတဲ့လောက်ဒီမှာပြန်ပြီးတော့အရောင် color တွေဆက်လို့ရတယ်တကယ်လို့ကိုကဒီကြားတွေထဲမှာအရောင်ဆက်ချင်သေးတယ်ဖောက်ချင်သေးတယ်ဆိုလို့ရှိရင်လေကြိုးချီရောင်ကိုပြောင်းပြီးတော့ထိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးဆိုလဲလိုပဲခုနဒီကလေးတိုင်းပဲပေါ့နော်ခုနဒီကလေးတိုင်းပဲနှစ်ချက်ထိုးရတယ်ဟိုဘက်ဒီဘက်နှစ်ချက်ထိုးပေါ့နော်ဒီမှာဆိုလေတစ်ချက်အဲ့တော့အစီအဟိုဘက်ဒီဘက်ကိုအယောင်မတူအောင်ထိုးတယ်ပေါ့နော်ပုံစံ2မျိုးအယောင်2မျိုးလွဲလို့ရအောင်လို့ဆိုပြီးတော့ကိုစိတ်ထဲမှာရှိတဲ့အတိုင်းရှောက်ထိုးတယ်ပေါ့နော်အဲ့တော့ဒီမှာဒီမှာဆိုလို့ရှိရင်တော့အပြာနဲ့အပြာများအဝါနည်းနည်းပေါ့အဝါကွက်နဲ့ထိုးတယ်ဒီဘက်ကျတော့အဝါလေးနဲ့ပြီးရင်အပြာကွက်ကလေးနဲ့ထိုးတယ်ပေါ့နော်အဲ့လိုမျိုးအစီအရောင်2မျိုးဖောက်ပြီးတော့ထိုးထားရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကပြန်ပြီးတော့ဒီအပေါ်နည်းနည်းရှိလေးလိုချင်တာဖြစ်တဲ့အတွက်အစီအဒီမှာထပ်ပိုးပြီးတော့ထိုးတာမျိုးတွေလောက်ထားသေးတယ်ပေါ့နော်ဒါကတော့ကိုယ်စိတ်ထဲမှာကိုယ်စိတ်ကူရှိတဲ့အတိုင်းထိုးလို့ရတယ်တကယ်လို့ဒီနေရာမှာပထမအိတ်လိုပဲရှုံကြိုးလေးထည့်ခြင်းနဲ့ဆိုလည်းရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဖုံးလေးပေါ့နော်အဖုံးလေးထည့်ပြီးဖုံးခြင်းနဲ့ဒီမှာအဖုံးလေးထိုးပြီးတော့မှဒီဘက်ကိုလာပြီးတော့ကျဲဒီလေးတက်ပြီးတော့ထိုးခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့လိုမျိုးအဖုံးလေးတက်မလားတက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့ဆီကဖုံးလေးတက်ဖို့အပွင့်အတိုင်းပဲထားရတယ်ပေါ့နော်အဲ့ဒါကတော့ငယ်တုန်းကကျောင်းလွယ်အိတ်တွေကိုတတိယလွမ်းလို့ပေါ့နော်အဲ့လွယ်အိတ်ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးထိုးတယ်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ဒီမှာ SEO အထဲမှာအဲ့လိုခံနောက်ထပ်တဲ့အိတ်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့ထိုးလို့ရရရှိတယ်ဒါပေမဲ့ဆီကဆက်မချုပ်တတ်ဘူးဆက်မချုပ်တတ်တော့အဲ့ဒီအိတ်လည်းမချုပ်တတ်ဘူးပေါ့နော်အဲ့ဆိုဒီတိုင်းလေးပဲဆီကသုံးတယ်ပေါ့နော်ဒီဘောပန်နေပါလေဆိုလို့ရှိရင်တော့
ထွက်ကြရပါတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အစီကဘောပန်နေပါတယ်ဆိုတော့ဒီတိုင်းမထည့်ဘူးဒီပစံ8ဖုန်းစာအုပ်အဲ့လိုမျိုးလောက်လေးတွေဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ကျိုးလေးဆိုလည်းအဲ့လိုပဲအစီကြိုက်တဲ့ဒီဇိုင်းပုံစံမျိုးလေးတွေကိုအရောင်နှစ်ခုဆက်ပြီးတော့ထိုးထားတာပေါ့နော်ဒီဟာလေးတွေကသူကတိုးမွေးမဟုတ်ဘူးသူကချီပေါ့နော်ချီကျိုးပေါ့ချီကျိုးလေးတွေနဲ့ထိုးထားတာပို့ပြီးတော့ကြစ်လက်တဲ့ပို့ပြီးတော့လေ300အဆင်ပြေတယ်ပေါ့နော်ချီနဲ့ထိုးထားတဲ့ဟာမျိုးလေးဆိုလို့ရှိရင်တော့သူကလျှော်တဲ့ခါကြလို့ရှိရင်အယောင်ကျွတ်တယ်ပေါ့နော်အယောင်ကျွတ်တယ်အဲ့လိုဆိုတော့ဒီချီနဲ့တုံးထားတဲ့ဟာလေးတွေကိုလျှော်မယ်ဆိုလို့ရှိရင်တော့စားရည်လေးစိမ်ပြီးတော့လျှော်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကအယောင်ကျွတ်လဲတက်တာတယ်နောက်ပိုင်းဒီမှာမကျွတ်တော့ဘူးပေါ့လေအဲ့လိုမျိုးလေးလေဘ ഹു တုတကလည်းမှတ်ထားရသေးတယ်ပေါ့နော်သူများတွေ share ထားတဲ့ဟာမှတ်ထားတာကိုကချီလေးတွေတုံးနေဆိုတော့လေအဲ့တော့အခုဒီအိတ်ကလေးတွေပြထားတာရဲ့နောက်မှာ SC ကနောက်ထပ်ဗီဒီယိုလေးတစ်ခုထည့်ပေးအောင်မယ်အဲ့ဒါဘာလဲဆိုရင်ဒီဟာရဲ့ပန်းပွင့်ပုံလေးထိုးနီးပေါ့နော်ဒီပန်းပွင့်ပုံလေးထိုးနီးကိုဗီဒီယိုတစ်ခုနဲ့ထပ်ပြီးတော့ထိုးပြအောင်မယ်နော်SG ကဘယ်လိုထိုးရမလဲဆိုတဲ့ဟာမျိုးကိုတော့မရှင်းပြတတ်ဘူးဘာလို့လဲဆိုတော့ SG ကဒီလိုပဲသူများထိုးထားတဲ့ tutorial video လေးတွေကိုကိုကြိုက်တဲ့ pattern လေးတွေကိုလိုက်ပြီးတော့အပျော်ထိုးတဲ့သူမျိုးဖြစ်တဲ့အတွက်စနစ်တကျပေါ့နော်ဒီချီထိုးတာကိုခေါ်တဲ့ခေါ်ရီအဲ့ဒါတွေကို SC ကတိတ်မကြွမ်းဘူးအဲ့လိုဆိုတော့ SC ထိုးပဲထိုးပြမယ်ပေါ့နော်မရှင်းပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်တကယ်လို့ရှင်းပြတာမျိုးအခေါ်အဝေါ်တွေသိချင်နေဆိုလို့ရှိရင်တော့ရောင်နီကမောကိုမေးမှရမယ်သူကသင်ပေးနေရသူဆိုတော့လေနော်အဲ့တော့ထိုးပြတဲ့ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်အခုဒီဟာလေးကတော့ SJD 8အတွက်ကိုမတွဲခင်ပေါ့နော်မတွဲခင်မှာထိုးထားတဲ့ဟာလေးပန်းမွင့်ပုံလေးကအဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒါလေးကိုဘယ်လိုထိုးလဲဆိုတာကိုပြမယ်နော်အဲ့တော့ခြေရောင်က2ခုခဲရောင်နဲ့အဝါရောင်ပေါ့နော်ဒါကတော့မတူတဲ့ခြေ2ခုနဲ့အစမ်းထိုးပြတာပေါ့နော်ခုနအိတ်ကကတော့အဝါရောင်နဲ့အပြာရောင်ထိုးထားတာဒါကတော့ဒီပန်းပွင့်ပုံလေးကိုပဲထိုးပြမယ်ဆိုပြီးတော့SCကထိုးပြတဲ့ဗီဒီယိုတက်ရိုက်ထားတာပေါ့နော်အဲ့ဒီဟာလေးကဘာဖြစ်မလဲဆိုလို့ရှိရင် SC ခုနဒီဘေးလွယ်အိတ်ကလေးလေးဘေးလွယ်အိတ်ကလေးမှာတက်ထားတဲ့တွဲလောင်းပန်းပွင့်လေးအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးကအခုထိုးတဲ့ဟာလေးအဲ့ဒီမှာဆိုလို့ရှိရင် SC ကပထမဦးဆုံးသူတို့ဒီချီထိုးအခေါ်ဆိုလို့ရှိရင် magic ring လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးလေးအရင်ဆုံး ring ပုံစံလေးပေါ့နော်ဂွင်းပုံစံလေးအရင်ဆုံးလုပ်လိုက်တယ်ပြီးတော့မှသူကဒီလိုမျိုးအတိုင်ပေါ့နော်ခြီတိုင်ပေါ့ခြီတိုင်ကိုနှစ်ကြိုးစီပေါ့နော်နှစ်ခါစီဆွဲပြီးတော့မှတစ်ခုအဲ့လိုပြန်ထိုးတာပေါ့နော်အဲ့ဒါမျိုးကို12ခုထိုးတာပေါ့နော်12ခုထိုးပြီးတော့နောက်ဆုံးဂွင်းဖြစ်သွားတဲ့အထိထိုးရပါတယ်ဒါတော့စီလက်ကလေးကိုကင်တတ်တယ်လို့ကင်တာပေါ့နော်သူများတွေချီထိုးတဲ့လက်ကလေးတွေကင်နေဆိုလို့ရှိရင်တက်ရက်နဲ့အမြဲတမ်းလှတယ်ပေါ့နော်လက်ကလေးဒါပေမဲ့ချီထိုးလို့ရှိရင်တော့ကိုကပဲအဲ့လိုချီကောင်းကောင်းမကင်တတ်တာလားတော့မသိဘူးဒီချီကင်တဲ့လက်ကအမြဲတမ်းကိုနဲ့ဝေးနေတယ်ပေါ့နော်အမြဲတမ်းတာမရှိဘူးအဲ့လိုဆိုတော့ချီထိုးပြီးပြီဆိုလို့ရှိရင်အမြဲတမ်းအဲ့ဒီလက်ကလေးတွေနာတယ်အဓိကတော့ကိုကအားဆိုင်ပြီးတော့အားထည့်ပြီးတော့ထိုးလို့လားမသိဘူးပေါ့နော်ပြီးရင်ဒီအဲ့ဒီလက်မအကျော်လေးတွေပြီးရင်အဲ့ဒီချီပတ်ထားတဲ့လက်ညှိုးလေးတွေအဲ့ဒါလေးတွေကထိုးတာများလာလို့ရှိရင်နားလာရောပေါ့နော်ခိုးရင်တော့ဆိုလို့ရှိရင်ဘယ်လောက်တောင်ချီထိုးလဲဆိုရင်လေအဲ့ဒီလက်မအကျော်လေးရောင်လာတဲ့ဒီထိုးဘူးတယ်ထိုးနေတော့ကတော့မသိဘူးပေါ့နော်အားပါပြီးတော့ထိုး
ထိုးတာခြေကြီးထိုးပြီးတော့ပြီးလေပြီးရောလက်ကြီးနာပြီးကြံနေခဲ့ပြီးတော့ဈေးလူတို့ဈေးတောက်တို့အဲ့လောက်ထိလောက်ရတဲ့အထိထိုးဘူးတယ်ပေါ့နော်တကယ်တော့လေခြေထိုးတာကလေစိတ်ဝင်စားဖို့လည်းကောင်းတယ်အပန်းလည်းပြေတယ်ပြီးသွားရင်ကိုထိုးလိုက်တဲ့ဒီဘာပဲဖြစ်ဖြစ်ပေါ့နော်ထိုးလိုက်တဲ့အရာလေးကဖြစ်မြောက်လာပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုကြည့်ပြီးတော့တစိမ့်စိမ့်ကြည်နူးနေရတဲ့အရာသာမျိုးမစီကကြိုက်တာပေါ့နော်ဒါကတော့အတိုင်လေးတွေကိုထိုးရမယ်အတိုင်12တိုင်ပြည့်ရလားဆိုတာကိုပြန်ရည်ကြည့်တာပေါ့နော်အဲ့လိုမျိုးမှတ်ပြီးထိုးရတာဖြစ်တဲ့အတွက်တနေရာထဲမှာအာယုံစူးစိုက်မှုရရတယ်စိတ်ပြန်လွင်ဒါတွေဘာတွေမဖြစ်ဘူးတရားမှတ်တယ်လို့ပဲပေါ့နော်အဲ့ဒီအနေနဲ့ဆိုရင်တော့ခြီထိုးရင်းနဲ့မှတ်တာပေါ့လေထိုးတဲ့ပတ်တန်လွတ်မသွားအောင်ဒီဟာကိုမှတ်ပြီးတော့ထိုးနေရတာဖြစ်တဲ့အတွက်စိတ်တည်ငြိမ်မှုရတာပေါ့လေအဲ့တော့နောက်ဆုံးဒီမှာအတိုင်ပြည့်သွားပြီဆိုလို့ရှိရင်သူက magic ring လေးကိုနောက်ဆုံးအစကြံနေပေါ့နော်အစာလေးဆွဲလိုက်လို့ရှိရင်အစီတို့ကအိုက်ခွင်းလေးရလीအပြည့်ဖြစ်သွားတာပေါ့နော်လေမာလို့ဟာနေရာမျိုးမကြံတော့ဘဲနဲ့အပြည့်ဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးခွင်းလေးဖြစ်အောင်ထိုးရတယ်ပြီးသွားရင်သူကကိုထိုးတဲ့အတိုင်း12ခုပြည့်ပြီဆိုလို့ရှိရင်ဒီဟာကိုပထမဆုံးခွင်းနဲ့ပြန်ပြီးတော့ပိတ်လိုက်တယ်ပေါ့နော်ရေးထဲမှာသူကထိုးလို့မရဘူးဖြစ်နေလို့ခါပြန်ထိုးရတာမျိုးရလည်းရှိသေးတာအဲ့တော့ magic ring လေးကိုဆွဲလိုက်ရင်သူကပိတ်သွားတာပေါ့နော်ဒီ green လေးပိတ်သွားတာပေါ့ပြီးသွားတော့မှအဲ့ဒီခြေကျိုးလေးကိုဖြတ်နောက်တစ်အောင်ဆက်တော့မှဆိုတော့ခြေကျိုးလေးကိုဖြတ်မယ်ဖြတ်ပြီးသွားရင်နောက်ထပ်ကာလာဆက်မယ်ဟာလေးကိုပြန်တွဲမယ်ပေါ့နော်ဒီချာလေးပြသေးတာဒါကတော့ဒီပန်းပွင့်ရဲ့ပွင့်ဘက်ကလေးပေါ့နော်ပွင့်ဘက်ကလေးထိုးဖို့အတွက်ကိုခြေဝါလေးနဲ့အရောင်ဆက်တာပေါ့လေအဲ့ဒါကြိုးပြန်ဆက်မယ်ပြီးရင်သူကဒီကြိုးစာတွေပေါ့နော်ဒီကြိုးစာတွေကိုစီတို့ကထိုးရင်းနဲ့တိမ်သွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးထိုးရင်းနဲ့မတိမ်မဲနဲ့ထားခဲ့မယ်ဆိုလို့ရှိရင်အားလုံးပြီးသွားတဲ့ချိန်မှာပြန်ပြီးတော့အပ်နေလीပြန်လိုက်ပြီးတော့အစသိမ်းရတာတွေရှိတယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမျိုးအစမသိမ်းချင်ဘူးဆိုလို့ရှိရင်ကိုစထိုးကြတဲ့ဟာအဲ့ထိုးတဲ့ထဲမှာဝင်သွားအောင်လို့ခြီစားပြန်သိမ်းပြီးတော့လေထိုးလို့ရတယ်ပေါ့နော်အခုဒါကတော့စီကခြီစားကိုတခါတည်းသိမ်းပြီးထိုးတာပေါ့အဲ့တော့အဲ့မှာဆိုလို့ရှိရင်သူကအရင်ဆုံးဖွင့်ပြီး3ခုပေါ့နော်3ခုအရင်ဆုံးထိုးလိုက်တယ်ပြီးတော့မှဒီပွင့်ဘက်အတွက်ကိုသူကတိုင်နဲ့ထိုးတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒါကဘလို့ခေါ်လဲတော့မသိဘူးအစီတို့အရစ်တိုင်ကိုပဲပေါ့နော်ဒီဖွမီတိုင်ကိုတရစ်မဟုတ်ပဲနဲ့2ရစ်ထိုးတာပေါ့နော်2ရစ်ထိုးလို့ရှိရင်သူကတိုင်ကပို့ပြီးတော့ရှည်တယ်ပေါ့နော်ပိုရှည်တယ်အဲ့ဒါဆိုရင်ပွင့်ဘက်ကလေးကပူတိုလေးဖြစ်မနေပဲနဲ့ရှည်သွယ်လေးဖြစ်သွားတာပေါ့နော်အဲ့လိုရှည်သွယ်လေးဖြစ်ခြင်းလို့ကျိုးကို2ပတ်ရစ်တယ်2ပတ်ရစ်ပြီးတော့မှတိုင်ထိုးသလိုပဲတကြောထုတ်နောက်ထပ်တကြောထုတ်သွားကြတော့3ကြောပြန်ထုတ်ရတာပေါ့အဲ့လိုပုံစံမျိုးနဲ့ထိုးတာအဲ့တော့တိုင်ထူတာမှာပဲသူကတိုင်ထူတဲ့နီးမျိုးရှိသေးတယ်ပေါ့နော်အစီတိတ်ပြီးတော့မရှင်းပြတတ်လို့ထိုးတော့ထိုးတတ်တယ်ဒါပေမဲ့အဲ့ဒီဟာကိုဒီခြီထိုးခေါ်နေအစီကကောင်းကောင်းမပြောပြတတ်ဘူးပေါ့နော်အဲ့တော့ပွင့်ဘက်ကလေးကိုအစီတို့ကခုံလေးလိုချင်တာဖြစ်တဲ့အတွက်ဒီလိုမျိုးပုံစံမျိုးနဲ့ပြန်ထိုးရတယ်ပေါ့နော်အဲ့တော့ကိုတိုင်ထူလိုက်တဲ့ဟာကဥမာ4ခုဆိုလို့ရှိရင်4ခုပြည့်သွားတဲ့ချိန်မှာခုံလေးဖြစ်စေဖို့အတွက်ကိုအစတိုင်ရနေပြီးတော့အဆုံးတိုင်ရဲ့ခြီကိုပြန်ဆွဲယူတာပေါ့ဆိုတော့အဲ့ဒါဆိုရင်သူကပွင့်ဘက်ခုံလေးဖြစ်သွားတယ်ပြီးတော့မှနောက်ထပ်အခြားလိုချင်တာဖြစ်တဲ့အတွက်လို့ဖွမီလေးနဲ့ဖွမီ2ခုပေါ့နော်ဖွမီ2ခုပြန်ထိုးပြီးရင်ဒီပွင့်ဘက်ကိုနောက်တစ်ပွင့်ဘက်ကိုပြန်ထိုးပေါ့ဆိုတော့အဲ့နီးလေးအတိုင်းပဲအစီတို့ကဒီတပတ်လေလုံးပေါ့နော်တပတ်လေလုံးဖြစ်သွားအောင်ပြန်ထိုးယူပါလေအဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးမှသူက
ပွင့်ဘက်ပုံစံကလေးထွက်လာတယ်ပေါ့နော်နောက်ဆုံးမှာတော့သူကဒီပွင့်ဘက်နောက်ဆုံးဟာလေးထိုးလိုက်တယ်ပြီးသွားလို့ရှိရင်ပထမအဆုံးပွင့်ဘက်ကလေးနဲ့ပြန်ပြီးတော့တွဲလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီတို့ကပန်းပွင့်လေးရသွားပါပြီချစ်စရာလေးနော်တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လိုက်ပြီးထိုးကြည့်ပါနော်ခုဆိုရင်တော့ပန်းပွင့်လေးရသွားပါပြီနောက်တစ်ခေါက်မှာအစီထိုးထားတဲ့ပဝါလေးနဲ့တူတူပြန်လာခဲ့မယ်နော်အဆုံးထိကြည့်ပြီးတာကျေးဇူးများကြီးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ကြပါစေနော်